ဘယ်လောက်ပဲရှုံးကြာစမ်းကွာကျမ်းပင်အဆုံးထိကြာသွားတဲ့အချိန်ကျရင်ကြာစရာမရှိတော့တဲ့အခါငါအပေါ်ပြန်တက်လာမယ်ဆိုပြီးတော့ကျွန်တော်ကျမ်းကိုလက်သီးနဲ့ထိုးခဲ့တဲ့အချိန်9ချိန်တည်းမနေရှိခဲ့ရေအောက်ကျမ်းပင်သမုဒ္ဒရာရဲ့ကျမ်းပင်အောက်ထိကြာရှုံးသွားတဲ့ဘဝမျိုးရောက်နေတော့မှစိတ်ဓာတ်မကြဘူးကျွန်တော်ကကိုယ်တွေလေးပြောပြတယ်ခက်ခဲဖြစ်နေလို့စီးပွားရေးတွေအဆင်ပြေလို့ဘာပဲလုပ်လို့အဆင်ပြေလို့စိတ်ဓာတ်ကျနေတဲ့သူတွေစိတ်ညစ်နေတဲ့သူတွေနောက်ဆုံးစူးစမ်းအားထုတ်နေပါလျက်နဲ့ကိုယ့်ရဲ့ဘဝအောင်မြင်မှုဟာရေအောက်ကျမ်းမြင်သမုဒ္ဒရာရဲ့ကျမ်းမြင်အောက်ထိနဲ့9နှစ်လောက်ကအခုမြင်နေရတဲ့ဒီကမ်းခြေဘက်ဒီမှာပေါ့နော်သွေးကုန်းမွေးဘူးတာပေါ့သွေးကုန်းမွေးတဲ့အခါကျွန်တော်ဒီသွေးကုန်းကအဲ့ဒီချိန်ကတော့ထိုင်းကိုဓာတ်ရိုက်ပို့ရတာပေါ့နော်ဒီမှာကျွန်တော်တို့သွေးကုန်းငွေကောင်းလို့ရှိတဲ့သွေးကုန်းလေးတွေကိုဒီနယ်ထဲမှာ8လ9လလောက်မွေးပြီးတော့မှသူကရေတံဖူးခွန်လောက်ရလာတဲ့အခါမှာကျွန်တော်တို့ကထိုင်းကိုရောင်းတာပေါ့လုပ်ငန်းလုပ်လိုက်တာအဲ့ဒီတည်းမှာရာသီဥတုဖောက်ပြန်ပြီးတော့အောက်မှာရှိတဲ့မွေးထားတဲ့ဂုံးတွေအကုန်လုံးသေသွားတာကျွန်တော်ဆိုရင်ဘယ်လောက်တောင်ရှုံးသွားလဲဆိုလို့ချင်းကျွန်တော်ကန်နေတဲ့ဂုံးတွေကိုဆယ်ထုတ်တဲ့အခါဂုံးခွေအခွန်တွေကိုပဲကျွန်တော်တွေ့တဲ့အချိန်မှာကျွန်တော်အဘောတော့သွားပြီးငါဘောတော့လုံးဝပြတ်သွားပြီငါတော်ဒုက္ခရောက်သွားပြီပေါ့နော်ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းစီကယူထားတဲ့3ချက်တို့4ချက်တို့နဲ့ယူထားတဲ့ငွေကြေးက300နဲ့ချီပြီးရှိတယ်ဒီကျွေးတွေကိုစမှာကျွန်တော်ကိုယ်ဒီလုပ်ငန်းထဲမှာရှုံးသွားတာဖြစ်တဲ့အတွက်ဘဝပြတ်သွားတာမှကြမ်းကင်အဆုံးထိရောက်သွားအဲ့ဒီအချိန်မှာကျွန်တော်တို့ငါလို့တစ်ချိန်တော့ကောင်းမှုကုသိုလ်တွေလည်းပြုခဲ့ဘူးတယ် private လုပ်ငန်းတွေလည်းလုပ်ခဲ့ဘူးတယ်ဒီလောက်ကောင်းအောင်နေပါလျက်နဲ့ငါဘာဖြစ်လို့ဒီလုပ်ငန်းရှုံးတာလဲကွာဆိုလို့ကျွန်တော်ငါဘယ်လောက်ပဲရှုံးကြာစမ်းကွာကျမ်းမြေထိကြာပြီအဆုံးထိကြာသွားတဲ့အချိန်ကျရင်ကြာစရာမရှိတော့တဲ့အခါငါအပေါ်ပြန်တက်လာမယ်ဆိုပြီးတော့ကျွန်တော်ကျမ်းကိုလက်သီးနဲ့ထိုးခဲ့တဲ့အချိန်9ချိန်တည်းမနေရှိခဲ့အဲ့ဒီတော့ဘဝပြတ်သွားတာမှကျွန်တော်မုန်းသားတစ်ခွက်ကို900ကိုစားဖို့တစ်လဆောင်ရတယ်ဒီကျွန်တော်ညီတွေကကျွန်တော်ကိုကျွေးတဲ့ဒီလိုက3000ပေးတယ်မှာကြောက်မျိုးတော့ငါ့ကိုဆာလာပို့သားမှာကွာဟဲ့မိုးရီငါ့ကိုမင်းပတ်3000လောက်ကြီးတော့ဟိုကဦးလေးချီအဲ့လိုချီအိမ်မှာကျွန်တော်ရောက်ပါတယ်ကျွန်တော်ညီတွေကျွန်တော်အဖေဆိုစိုက်ကယ်လေးနဲ့ဆာလာပို့တဲ့ဒီတော့ဘဝပြတ်တော့သွားတာမှကျွန်တော်လက်ပိတ်တိုင်လာထိုင်လို့ရှိရင်ကျွန်တော်ရှောက်ထွက်သွားတယ်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်စိတ်ရမကြောက်ကျွန်တော်ဘောပြန်ဆောက်ဒီကိုကုသိုလ်ကောင်းကောင်းဖြစ်ဖို့ဘာသာတရားကိုကျွန်တော်ကြိုးစားအားထုတ်တယ်ပြီးတော့စာဖတ်ကျွန်တော်တကယ်ချင်းတွေကပြောရလေမင်းမတက်ဆီရေမောင်းနိုင်နေရှိတယ်တဲ့မင်းသမင်းအငတ်မခံပဲနဲ့မင်းကိုယ်တိုင်ကြိုးစားပါလားတဲ့တက်ဆီထွက်ဆော့ပါတော့သမင်းမငတ်ဘူးတဲ့မင်းအလုံးမလို့မင်းမိသားစုသမင်းငတ်နေတာဆိုကျွန်တော်ပြစ်ထားကြတာငါဘယ်လိုနီးလန်းနဲ့ဒီစီးပွားရေးလုပ်ငန်းတွေပြန်လဲပတ်ရမလဲဆိုတဲ့ strategy နီးဗျူဟာဝယ်ရှာတာဘဝမှာအောင်မြင်မှုတစ်ခုရကျင်တယ်ဆိုလို့ရှိရင် strategy ကနံပါတ်1ပဲဒီနီးဗျူဟာအရင်ရေးကြည့်တယ်ဒါရှုံးနေတဲ့ဘဝကိုပြန်လဲမြင်မာလာအောင်လို့ဘယ်လိုလုပ်နိုင်လဲသူများရှိပတ်သက်တော့ရှိလဲငါ3သိန်းတော့ရှိလိုက်350ရှိလိုက်ဆိုဘူးမှကိုယ်ယုံမှာမဟုတ်ဘူးပေးလဲပေးမှာမဟုတ်ဘူးအဲ့ဒီအကြံဉာဏ် strategy မရှိဘဲနဲ့ကိုယ့်လက်ထဲမှာငွေကြေးတွေရှိပြီးဆုံးရှုံးပြီးဘဝပြတ်သွားတယ်အများကြီးပဲ